သွေးတိုးယောဂါကကျွန်တော်တို့လူတွေမှာအဖြစ်များတယ်ပေါ့နော်အဖြစ်များတယ်ကျွန်တော်တို့နိုင်ငံမှာလည်းအဖြစ်များတယ်တစ်ကမ္ဘာလုံးမှာလည်းအဖြစ်များတယ်သွေးတိုးနဲ့စီးကြိုသွေးတွင်းစီများစစ်လေတောက်ဒီဥစ္စာတွေကသူတွေကိုဒုက္ခပေးတယ်ပေါ့နော်သူရဲ့နောက်ဆက်တွဲအနေနဲ့နှလုံးသွေးကြောချင်းယောဂါတို့လေဖြတ်တာတို့ကြောက်ကပ်ပြတ်တာတို့ဒါတွေနဲ့ပတ်သက်နေတဲ့အတွက်ကြောင့်သွေးတိုးကအရေးကြီးတယ်ပေါ့နော်အဲ့ဒီနေရာမှာသွေးတိုးကြောင်းပြောရမယ်ဆိုလို့ရှိရင်သွေးတိုးကတော့2မျိုးရှိပါတယ်တစ်ခုကတော့ primary hypertension or essential hypertension ပေါ့နော်သွေးတိုးယောဂါတွေရဲ့80% 90% က primary hypertension or essential hypertension ကြောင့်ဖြစ်တာများပါတယ်အသက်ကြီးတဲ့လူတွေမှာပေါ့နော်အသက်ငယ်တဲ့လူတွေမှာလည်းတခြား secondary hypertension တွေက15% လောက်ရှိပါတယ်5 to 15% လောက်ပေါ့နော်9% ကနေ15% လောက်ထိရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကြီးရိုက်တောက်တာတို့ကြောက်ကမကောင်းတာတို့စသည်ဖြစ်ပေါ့နော် endocrine hormone ယောဂါကြောင့်သွေးတိုးတာတို့ရှိပါတယ်အများစုကတော့ကျွန်တော်ပြောတဲ့ essential hypertension ပေါ့နော်အဲ့ဒါကတော့အများပြတော့အသက်50ကျော်တဲ့လူတွေမှာအဖြစ်များတယ်ကျွန်တော်တို့သွေးတိုးယောဂါတွေရဲ့85%ရဲ့95%က essential hypertension ဖြစ်ကြပါတယ်